ဒီတန်ဘူးကြီးတော့ဘယ်လိုဖြစ်မလဲကဲအမလည်းနော်ဒုက္ခပါပဲအေးဟုတ်လားမသိငါဒီတန်ဘူးထင်လို့အေးနေရောအစင်းဒီနော်ဘယ်ရတန်ဘူးသုံးတာလဲပြောပြမရဲ့ဘယ်ရတန်ဘူးသုံးရမှာလဲဒီလိုရတန်ဘူးမှာအကြီးအဲ့ဒါဝဲသုံးရတာဒီဘူးမှာ600ပဲရှိတယ်မလို့ဒီလိုရတန်ဘူးအပြင်မှာဝင်1000တော့600 900အဲ့လောက်ပဲရှိတာမလေးတောင်းလက်ကအေးငါလေးရွာပြုံးရင်ဝဲသွားမယ်10ဘူး15ဘူးလားနော်အမလေးအေးဒါနဲ့နီတို့ဆိုင်မှာရောရောင်းလာတော့ကျမတို့ဆိုင်မှာလို့ရောင်းမှာလေရေတန်ဘူးတွေမှာတော့ဝယ်ရမှာပေါ့သူတို့ကလေဝယ်လို့ရှိရင်အဲ့လိုရွှေလေးပဲလိုက်ပို့ပေးမှာမဟုတ်ဘူးနေတိုင်းလာချမှာတလားတပတ်ကိုတစ်ခါအဲ့လိုလာပို့မှာနော်အမားတို့ရွာကိုလေလာပြီးသူတို့ကအမလန်ပို့နိုင်ဘူးအမရေလူကြံကားနဲ့လေထည့်ပြီးလို့လည်းမရဘူးနော်ညီမတို့ဆိုင်မှာလည်းမရောင်းဘူးအမဘလို့မဝင်လို့ရမှာမဟုတ်ဘူးအမပါရှိတန်ဘူးအကြီးတွေဝယ်ပြီးတော့ရောင်းလာဟဲ့ငါအဲ့လောက်တော့ပြောစမ်းလို့ပါဘူးငါအသိလို့လေအမလေးငါတို့တော်သူနဲ့ငါဘာမဲ့ဟမ်တစားရဲ့လောက်ထဲတေဝမ်းမယ်နေပါအောင်ပြောင်းမယ်အမဖုံးဆိုင်လာပြီးတော့ဘာအကြောင်းနေပြောရေတန်ဘူးကြောင်းနေပဲပြောတယ်ကျမတို့ရေတန်ဘူးရောင်းတာမဟုတ်ဘူးဖုံးရောင်းတာဖုံးဆိုင်လာပြီးတော့အမရဲ့မဝင်လဲသွားပါအမရဲ့အေးငါလဲသွားမယ်နော်ငါလဲလေနီနိုဆိုင်လေနောက်ဘယ်တော့မှမလာဘူးသွားမယ်အေးနင်မပြောပြလိုက်နင်တို့လေပြောတော့ဘုံနင်တို့ဝေဆောင်မှုမကောင်းတဲ့အတွက်လေနင်တို့ဆိုင်ဘူးမလာဝင်မသူများသာပြောမနေနဲ့ရှင်စင်းရတယ်လေဘူးမလာဝင်မှာမဟုတ်ဘူးဖုံးဆိုင်လာပြီးတော့ဖုံးမဝင်ဘူးနဲ့နင်ငါ့ကိုဘာပြောလဲအမလေးငါရတယ်လူတွေဖုံးလုံးလာဝင်မောအေးအမလေးနားလိုက်တာအမလေးနားလေတိုင်းနော်ငါလေးထခေါင်းမလေးနားလိုက်တာနင်ငါ့ကိုလုံနေတဲ့တို့များနေပြီနော်ဟမ်နင်ငါဒီရှိလာကစားနော်